မင်္ဂလာပါနော်ဒီနေ့ကတော့လေကျွန်မအဲ့ရတာတုံးထိုင်ထိုးနေဒီတုံးထိုးတာဟာလေးကလက်ကာလေးတွေလုပ်လို့ရတယ်နော်လက်ကာလေးလုပ်လို့ရတယ်နောက်ပြီးတော့အနွေးတဲ့အဖုံးလေးလက်လာလေးတွေလုပ်လို့ရတယ်နော်ပြီးတော့တီဗီဖုံးလေးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မလွတ်လွယ်လေးနဲ့ခြေကုန်နဲ့တက်တာနဲ့အောင်ပြပေးပါမယ်နော်အဲ့ဒါလေးကိုပြပေးတာပါထိုးချင်လိုက်ထိုးပါဒါမနေ့ကတော့ကျွန်မထိုးတာနော်ဒီအပေါ်နာအနွေးတွေထိုးလို့ရတယ်ဆိုတာနော်အဲ့ဒါကိုကျွန်မဒီနေ့ကျတော့ဒီမှာလားအလားဒီဘက်ကနော်အလားဆိုတော့ဒီဘက်ကဟိုဘာလဲဒါတရားလေးတွေအပွင့်လေးတွေဖော်ထားတာပေါ့လက်လေးနဲ့အဲ့ဒီအပွင့်လေးတွေကကျွန်မနည်းနည်းလေးဘာလဲမိဘူးလေးနဲ့တိုက်ပြီးတော့ပြရမယ်တိလားအခုကျွန်မဒီပချောင်းကိုရောက်နေဆိုဒီပချောင်းလဲလိုက်မယ်နော်အဲ့ဒါဒီဟာလိုက်ကလေးတွေပဲထုတ်တီဗီဖုန်းစင်လေးတွေပဲထုတ်ဟိုအနွေးတဲ့အပေါ်ဘုံလက်လာလေးတွေပဲထုတ်နော်ခြေကုန်တက်တာပြီးတော့ထိုးရတာညံတယ်ပေါ့နော်သူကတော့အဲ့ဒါလေးကိုပြပေးမှာပါနော်စိတ်ဝင်စားရင်တော့လိုက်ထိုးပါအများအားတော့ပြနေတာပဲနောက်ဆိုလည်းပြကြမှာပြနိုင်မှာနော်ဒီမှာကြည့်တိုင်နဲ့ညီဖို့လိုတာပေါ့နော်တုံးချက်ဆွဲတယ်အတိုင်ကတော့ချက်ဆွဲတယ်အဲ့ဒါပြီးရင်ဒီမှာလေခြေကုန်လည်းတက်တာလေအမှန်ဆိုတော့လှတယ်ဘယ်လိုပြောမလဲနော်ကိုကြိုက်တာအမျိုးမျိုးလုပ်လို့ရတာပေါ့နော်ကိုအိမ်ကအဟွာလေးပဲကျမတော့အဲ့လောက်လည်းအချိန်မရှိပါဘူးနော်ကျမထိုးကျင်တဲ့ဟာတွေကျမရှိပြီမဲ့ကျမလည်းသုံးမှုရတော့ချက်ပါတယ်ကိုလေးတံပိုးလည်းထားပါတယ်ဒီလားကိုချက်တော့လေထိုးကျင်တာလည်းမထိုးနိုင်တော့ပါဘူးဟိုတုန်းကလို့လက်တွေကတိုက်တာပဲထိုးတာအပြင်မှာကလေးတွေဆော့နေကြအဲကြောင့်ကျမဒီမနေ့ဒါလေးပြပေးတာပါဒီလားထိုးကျင်တဲ့လူရှိရင်တော့ထိုးပါနော်ဒီလိုမျိုးလေးဆွဲပြင်းကျွမ်းကျင်ကြီးမဟုတ်ပေမဲ့နော်တိတာတတ်တာလေးတွေကျမ share လုပ်ပေးတာပါthank you ပါကျမကတော့အမှန်တမ်းပြောရင်အယောင်လေးနည်းနည်းဒါလေးနည်းနည်းလေးဖြော့နေလားအယောင်လေးနည်းနည်းလေးတောက်တော့ကိုကြိုက်တယ်ကိုကနည်းနည်းအယောင်တောက်ကြိုက်တယ်ဆိုโอเค thank you ပါနော်လိုက်ထိုးကျင်တဲ့လူတွေလည်းလိုက်ထိုးကြပါလို့ကြည့်ရှုပေးတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်လိုက်ထိုးတဲ့လူတွေဆိုရင်တော့ပို့ပြီးကျေးဇူးတင်ပါတယ်အများအားပြောပါတယ်နော် thank you ပါကဲကျမဟာလေးတော့တော်တော်လေးရတော့တယ်နော်တော်တော်လေးရတော့ဒါပေမဲ့ကျမရှိလေးထိုးမှာပါကျမတခုခုဟိုတော့နောက်